အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Instagram account ကိုဘယ်လိုမျိုးလွယ်လွယ်ကူကူနဲ့ဖြတ်လို့ရမလဲကျွန်တော်ပြပြပေးတော့မယ်အခုနောက်ပိုင်း Facebook နဲ့ Instagram က update တွေလုပ်လာကြတယ်ဒါကြောင့်မို့ကျွန်တော်တို့ account ဖြတ်တဲ့အခါမှာနည်းနည်းတော့တိုင်ပတ်တယ်ဒါကြောင့်မို့ကျွန်တော်ဒီဗီဒီယိုမှာပြပြပေးတော့မယ်အရင်ဆုံးကျွန်တော်တို့ Instagram နဲ့ကိုသွားလိုက်ပါသွားပြီးတော့ဆိုရင်ဒီအောက်ဆုံးကကျွန်တော် profile လေးကိုတစ်ချက်လောက်သွားပေးလိုက်ပါသွားပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာမြင်းကြောင်း၃ကြောင်းလေးကိုနှိပ်ပေးလိုက်โอเคပြီးသွားပြီဆိုရင်ဒီနေရာမှာ account center လေးကိုတစ်ချက်လောက်သွားပေးလိုက်ပါပြီးရင်ဒီအောက်မှာကျွန်တော်တို့ personal detail ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပြီးသွားပြီဆိုရင်ဒီနေရာမှာ account ownership and control ဆိုတာလေးကိုတစ်ချက်လောက်ရွေးပေးလိုက်ပါပြီးသွားပြီဆိုရင်ဒီနေရာမှာဒီ option လေးကိုတစ်ချက်လောက်ရွေးပေးလိုက်ပြီးတော့ကျွန်တော်တို့ဖြတ်ချင်တဲ့ account ပေါ့နော်ကျွန်တော်တို့ဒီနေရာမှာ account 345ခုရှိနေတတ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဖြတ်မဲ့ account လေးကိုရွေးပေးလိုက်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာ2ခုရှိတယ်ပေါ့နော်ပထမတစ်ခုကကျွန်တော်တို့ account ကိုယာယီပဲပေါ့နော်ခဏလောက်ပဲပိတ်တာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ရာသက်ပံ account ကြီးကိုဖျက်လိုက်တာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်က delete account ဆိုတာလေးကိုတစ်ချက်လောက်ရွေးပေးလိုက်တယ်ပြီးရင်ကျွန်တော်ဒီနေရာမှာ continue ဆိုတာလေးကိုနှိပ်ပေးလိုက်တယ်ပြီးတော့ဒီနေရာမှာကျွန်တော်တို့ဘာလို့ Instagram account ဖျက်ရလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ရွေးပေးလိုက်မယ်ကျွန်တော်ကတော့ပထမတစ်ခုရွေးပေးလိုက်မယ်ပေါ့နော်ကြော်ညာများတယ်ဆိုပြီးတော့မှကျွန်တော်ကတစ်ချက်လောက်ရွေးပေးလိုက်မယ်ဒီနေရာမှာ continue ဆိုတာလေးကိုတစ်ချက်လောက်ပြန်နှိပ်ပေးလိုက်ပေါ့နော်ပြီးရင်ဒီနေရာမှာ continue ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်ဒါကတော့ကျွန်တော်တို့ဖျက်ချင်တဲ့အကြောင်းအရာကိုတို့ပြန်ပြောပြတာပေါ့နော် continue ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက် okay ပြီးသွားပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ရဲ့ Instagram account ပေါ့နော် Instagram account ရဲ့ password လေးကိုတစ်ချက်လောက်နှိပ်ပြီးပြီးသွားရင်ကျွန်တော်တို့ continue ဆိုတာလေးကိုနှိပ်လိုက်ဒါပြီးတော့ကျွန်တော်တို့ account ကိုသူတို့ကရက်30အတွင်းဖြတ်သွားပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ Instagram account ဖြတ်တဲ့နေရာမှာအခက်အခဲတစ်ခုရှိရင်ကျွန်တော်တို့ comment မှာရေးသားထားနိုင်ပါတယ်ဒါဆိုရင်အားလုံးပဲအဆင်ပြေကြပါစေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်